ဒီနှစ်ကတော့ကျွန်တော်ပါဝင်ထားတဲ့ကားနှစ်ကားလဲယုံတင်ထားတာပေါ့အစွဲရယ်နောက်ကစားပွဲရယ်ပေါ့နှစ်ကားပါတယ်ဆိုတော့အဲ့ဒီနေ့လေးကတော့ကိုလည်းဖိတ်စာလေးလည်းရထားတာဆိုတော့အဲ့နဲ့ရောက်လာတာပါဟုတ်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်တော့ဒီနှစ်ကားကတော့သူတို့ဇာကာနေ22ကားလေးတော့မပါဘူးပေါ့ယုံတင်ခဲ့တဲ့82ကားလေးပဲပါတာဆိုတော့အဲ့ဒါလေးတစ်ခုရှိတယ်နောက်တစ်ခုကတော့ဝတ်စုံကတော့ကျွန်တော်ဝိနေကြဒီဇိုင်နာကိုအောင်မြင့်ထွန်းပါကျွန်တော်ရဲ့ personally အထင်ရဆိုရင်တော့ဒီနှစ်ကမြင်းမြတ်ဖြစ်မလားမသိဘူးနောက်ရတနာဘူလို့လည်းထင်တယ်နောက်ဦးစင်မလို့လည်းထင်တယ်ကျွန်တော်တို့လည်းလေအခုချိန်ကြီးရတော့စူးစမ်းနေသေးပါပဲပေါ့နော်ဆိုတော့တရုတ်ဆောင်တစ်တယ်တွေဟောင်းနေတွေဆိုတာထက်ကိုစီကိုရောက်လာတဲ့ဇက်တစ်ခုကိုစီကိုရောက်လာတဲ့ရုပ်ရှင်တကားအလုပ်တစ်ခုပေါ့နော်ဒါကိုကိုအနေနဲ့ character ပြပြင်အောင်တာဝန်ကြည့်အောင်စူးစမ်းပုံဖော်ဖို့လိုတာပေါ့